ပိတ်ရမှာတင်းရဲ့ဂျာကွန်လန်လိုပါကားနဲ့ခီးသွားမှုစီစဉ်ထားတာရှိတယ်။ဒါဆိုရင်တော့ဒီချက်တွေပြီးဖို့လိုတယ်။ Viber Play များကိုစစ်ဆေးပါ။ခီးသွားနေတော့မိုးရွာလာတဲ့အခါမှာရှင်းလင်းသက်သာတဲ့မြင်ကွင်းကိုရရှိဖို့အတွက်တင်းရဲ့ Viber Play တွေကကောင်းမွန်နေဖို့အရေးကြီးတယ်။ Engine wine နဲ့ coolant level ကိုစစ်ဆေးပါ။ Engine wine ဆိုတာက engine တစ်လုံး level ဖို့အတွက်အရေးကြီးတဲ့အရာပဲဖြစ်ပါတယ်။ကြီးရှည်သွားတော့မယ်ဆိုရင် engine ကအချိန်ကြာပြီးအလုပ်လုပ်ရပါတယ်။အဲ့လိုအခြေအနေမျိုးမှာမှန်ကန်တဲ့ engine wine level ရှိဖို့နဲ့ engine wine အရေးသွေးကောင်းမွန်နေဖို့ကအရေးကြီးပါတယ်။ coolant ဆိုတာလည်း engine wine လိုပဲ engine တစ်လုံး level ဖို့အတွက်အရေးကြီးတဲ့အရာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ခီးသွားတော့မယ်ဆိုရင်မှန်ကန်တဲ့ coolant level ရှိနေဖို့လည်းစစ်ဆေးပေးဖို့လိုအပ်ပါတယ်။တာယာနဲ့ tire pressure ကိုစစ်ဆေးပေးပါ။မိုးရွာထားတဲ့လမ်းတွေပေါ်မှာကားကမရင်းမခပဲနဲ့ငြိမ်ငြိမ်လေးပုံမှန်သွားနေဖို့အတွက်တင်းရဲ့တာယာနဲ့ tire pressure တွေကမှန်ကန်နေဖို့လည်းမဖြစ်မနေလိုအပ်ပါတယ်။ brake အခြေအနေကိုစစ်ဆေးပါ။လမ်းမပေါ်မှာမောင်းနေတဲ့ကားတစ်စီးစင်ပြေချုံးမွေးစွာအချိန်ရက်တန့်မှုအတွက်တင်းရဲ့ brake တွေကောင်းမွန်နေဖို့လည်းလိုအပ်ပါတယ်ခင်ဗျာ။ဒီလုံးများကိုစစ်ဆေးမိုးရွာနေတဲ့အခါလမ်းပေါ်မှာအခြားကားမောင်းတဲ့သူတွေကတင်းရဲ့ကားကိုမြင်နိုင်ဖို့နဲ့တင်းအနေနဲ့လည်းလမ်းကိုရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက်မီးလုံးတွေကောင်းမွန်နေဖို့ရည်ကြည်ပါတယ်။သင်ကိုယ်တိုင်ဒီအချက်တွေကိုစစ်ဆေးရင်းနဲ့ကားမှာပုံမှန်မဟုတ်တဲ့အချက်တွေကိုတွေ့ရပြီဆိုရင်လည်းကျွန်တော်တို့ရဲ့ဂျာကွန်လန်လိုပါမြန်မာ service center ကိုဆက်သွယ်ပြီးတော့ကျွမ်းကျင်ပညာရှင်တွေနဲ့ပြသစစ်ဆေးပေးဖို့ကြံပြပြရစီ။ဘေးကင်းပျော်ရွှင်သောခရီးစဉ်လေးဖြစ်ပါစေခင်ဗျာ။